အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီပိုင်းမှာဗာပြောပြချင်လဲဆိုရင်ဟောဒီရဲ့တူပေါက်ချမ်းမှာရှိတဲ့ဟောဒီကောင်လေးကိုကျွန်တော်ရွေးထားပါတယ်တူကပါလဲဆိုရင် crop tool ဖြစ်ပါတယ် shortcut key ကတော့ C ဖြစ်ပါတယ် crop tool ကဘာလုပ်လဲဆိုရင်ကျွန်တော်တို့ဖြတ်ထုတ်ခြင်းနဲ့ကိုလိုခြင်းနဲ့ပုံပေါ့ထားပါတော့ကျွန်တော်ဒီခဲလုံးလေးကိုရချင်တယ်ဆိုရင်ကျွန်တော်ဒီခုလိုလေးရွေးလိုက်တယ်ဆိုရင်ဒါဒီခဲလုံးရတဲ့အနေထားလေးပေါ့နော်ဒီလိုပုံစံလေးရလာအဲ့တော့ဒီဘေးကနေကျွန်တော်တို့ဒီခုလိုမျိုးဆွဲချဲလို့ရတယ်လို့ဒီဘေးကနေလည်းဒီခုလိုမျိုးဆွဲချဲလို့ရတယ်ထို့အပြင်ဒီအပေါ်လည်းဒီခုလိုဆွဲချဲခြင်းလို့ရတယ်ဒါကတော့ကျွန်တော်တို့လိုတလောက်လေးပြန်ညှိယူလို့ရပါဒီအနေထားကိုသဘောကျတယ်ပေါ့နော်ကျတယ်ဆိုရင်ကျွန်တော်တို့ဒီ2 option ဘားထဲမှာရှိတဲ့ဒီအမှန်ချစ်လေးချစ်ပြီးလို့ရလို့ enter နှိပ်ပြီးလို့ရပါတယ်ဒါကတော့ cancel ပြန်လုပ်တာပေါ့နော်ဒီခုကျွန်တော်ဒါလေးကိုနှိပ်ပြပါမယ်ဒါဆိုရင် cancel ပြန်ဖြစ်တော့ပါပြီအဲ့တော့ဒီအနေထားမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ2 option ဘားထဲမှာရှိတဲ့ width ရယ် height ရယ် resolution ရယ်ဒီဟာလေးတော့ pixel inch နဲ့ pixel centimeter ဆိုတာထဲကနေပြီးတော့ pixel inch ဆိုတာလေးကိုရွေးထားရပါတော့သူအနေထား default setting လေးอ่ะဟုတ်ပြီအဲ့တော့နောက်တစ်ခါဒီတောင်တန်းကြီးကိုလုံးမယ်ပေါ့နော်လောက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီလိုလေးကျွန်တော်တို့ကဒီထီလေးယူလိုက်မယ်ပေါ့ယူလိုက်မယ်ဆိုရင်ဒါ selection ဝင်သွားပြီပေါ့နော်ဒီအနေထားကကျွန်တော် crop ချင်တဲ့အရာလေးကျွန်တော်တခုလိုမျိုးတတ်မှတ်ထားတာဖြစ်ပါတယ်ဒီ2 option ဘားထဲမှာတခုလိုမျိုး enter မနှိပ်ခင်ကျွန်တော်တို့ကဒီဘက်မှာဒီ2 option ဘားထဲမှာပဲဒီဘက်မှာဒီမှာ share color ဆိုတဲ့ဒီနေရာလေးမှာကျွန်တော်တို့ color တစ်ခုတတ်မှတ်ကြည့်မယ်ဟောအဲ့ဒီတတ်မှတ်လိုက်တဲ့ color ဒီဘက်မှာအလောက်တော့လောက်တာဖြစ်ပါတယ်ဟိုဘယ်အောင်တတ်မှတ်မလဲ LBD အောင်တတ်မှတ်ကြည့်မယ်နော် okay ပေးလိုက်မယ်အဲ့မှာဒီအပေါ်မှာရှိတဲ့ opacity ဆိုတာလေးကိုကျွန်တော်တို့ပြန်ပြီးတော့ကစားကြည့်မယ်ဒီမှာ86ထားပြီးတော့ကျွန်တော်ထားလိုက်ပြီထားပြီးတော့ color လေးကိုပြန်ကစားကြည့်မယ်နောက်ထပ်ပြန်လိုက်ပြောင်းကြည့်မယ်ဟောဟုတ်ပြီဒီလိုပုံစံလေးရချင်တယ်ဆို okay ပြန်ပေးလိုက်ပြီဒီခုတခါတော့ hand tool အကြောင်းပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့2ပေါက်ထဲမှာဒီလက်ပုံစံနဲ့အနေထားရှိနေတာကိုတွေ့ရမယ်အဲ့ဒါကို hand tool လို့ခေါ်ပါတယ် shortcut key က H ဖြစ်ပါတယ်ဒီ hand tool ကကျွန်တော် control plus နဲ့ဓာတ်ပုံတွေဒီလိုလုပ်ခဲ့မယ်ဆိုရင်ဒီ hand tool တုံးလို့ရပါပြီအဲ့တော့ကျွန်တော်တို့ဒီခုလိုမျိုးဆွဲချသွားလို့ရပါဘောနော်ဒါတော့ hand tool ရဲ့အလုပ်လုပ်ပုံဖြစ်ပါတယ်ဟုတ်ပြီ control minus နဲ့ကျွန်တော်တို့ငကိုအတိုင်းပြန်ထားလိုက်ပါတော့ကျေးဇူးအများကြီးတင်ပါတယ်